အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်ရန်ကုန်ကနေဒါနန်ဗီယက်နမ်ကိုခီးသွားတဲ့ vlog လေးဖြစ်ပါတယ်ဒါကကျွန်တော်ရဲ့ very first time vlog လေးဆိုတော့ဒီလိုရတော့အများကြီးပါ so let's go guys ကျွန်တော်လေဆိပ်ကိုရောက်ပြီးချိန်မှာပဲကျွန်တော် MAI မင်္ဂလာ Sky Lounge မှာ check in မဖွင့်သေးလို့ကျွန်တော်စောင့်နေရပါတယ်အဲ့ဒါနဲ့ပဲကျွန်တော်တွားနေတဲ့ဝင်ပြီးတော့ဟိုရိုက်ဒီရိုက်နဲ့အချိန်ဖြုံးနေလိုက်ပါတယ်2,000 years later. အဲ့ဒါနဲ့ကျွန်တော်ကို check in ရော immigration ရောအကုန်လုံးဖြတ်ပြီးသွားရော MAI ဝန်ထမ်းတွေကကျွန်တော်ကိုနားဖို့အတွက်ကျွန်တော်တို့မင်္ဂလာ Sky Lounge ကိုခေါ်သွားရပေါ့နော်အဲ့ဒီမှာကကျွန်တော်တို့နေ့လည်စာအပြင်free drinks တွေလည်းအများကြီးရှိပါတယ် wine beer အကုန်ရတယ်ပေါ့နော်ကျွန်တော်လိုမျိုး solo ဖြစ်ဖြစ်တငယ်ချင်းတွေနဲ့အုပ်စုလိုက်ပဲဖြစ်ဖြစ် group သွားချင်တာမျိုးဆိုလို့ရှိရင်ကျွန်တော်တို့ traveling memory ဆိုတဲ့ page ကနေပြီးတော့အကုန်လုံးကိုစိတ်တိုင်းကြစီစဉ်ပေးနေပါတယ်ကျွန်တော် link လေးကိုလည်းအောက်က description ထဲမှာထည့်ပေးထားပါတယ်ကျွန်တော်တို့နေ့လည်စာလေးစားပြီးနားပြီးဆိုတော့ね boarding စခေါ်ပြီးဖြစ်တဲ့အတွက်ကျွန်တော်တို့ကိုဒီ baggy လေးနဲ့ပေါ့နော် boarding gate ကိုလိုက်ပို့ပါတယ်Good evening. Luggage which cannot be securely stored will be removed on check-in and will be available for collection for arrival. We would like to inform you that the use of mobile phones and power bank are not allowed. လေမော်ရောက်တော့လေနေ့လည်စာထက်ကြွေလို့ကျွန်တော်ထပ်စားပါတယ်လေမော်မှာကျွေးရဲ့စာစားလို့ကောင်းလားဆိုတော့စားလို့ကောင်းပါတယ်အရသာတကယ်ကို quality ပါAnother one.ညနေစာစားပြီးတော့တေးတမောအိတ်ချင်လာတယ်ကျွန်တော်တေးတမောကျိုးလိုက်ပါသေးတယ်ကျွန်တော်ပြန်လဲနိုးလာကိုလိန်ရစိုက်နေပါပြီလေစိုက်ပြီးတာနဲ့ကျွန်တော်တို့ VN immigration ဖြတ်ရပါတယ် VN immigration ရရှစ်လာဆိုတော့လုံးဝမရစ်ပါဘူး passport ပြပြီးတော့လမ်းလေးလျှောက်သွားလိုက်ရုံပါပဲ 2,000 years later. immigration ဖြတ် luggage ရွေးပြီးရနဲ့ grab ငှားပြီးတော့ကျွန်တော်တို့နေရမယ့်နေရာကိုသွားပါတယ်လမ်းတစ်လျှောက်မှာတော့ရှူကင်းကတကယ်ကိုမိုက်ပါတယ် quality ပါ对了，连接。2,000 years later. ခုဆိုကျွန်တော်တို့ကအိမ်ရောက်ပါပြီကျွန်တော်နေရမယ့်အိမ်ကိုရောက်ပါပြီဒီမှာတော့ကျွန်တော်နေရမယ့်အခန်းမှာနည်းနည်းတော့ရှုပ်ပွားနေပါတယ်ရှင်းရမှာပါဒါတော့ကျွန်တော်အမပါ say hello to my sister ပါပြီးရနဲ့ကျွန်တော်ရေတန်းချိုးပြီးတော့ကျွန်တော်နေရမယ့်အခန်းကိုကျွန်တော်စရှင်းပါတယ်ခန်းထဲမှာတွေ့ရတိုင်းမရှုပ်ပွားနေရပါ
ကန်ရှင်းနေဆိုရလဲထိုလိုမျိုးရှင်းတာမဟုတ်ပါဘူးခောက်တယ်လွတ်ပစ်တယ်ခောက်တယ်လွတ်ပစ်ပါတယ် ခုဆိုလို့ရှိရင်တော့အခန်းရှင်းမှုအတွက်တန့်ရှင်းသွားတဲ့အခန်းလေးပါဒါကတော့ကျွန်တော်ရဲ့ Christmas tree အသစ်ပါ Happy Christmas by the way ကျွန်တော်ရေချိုးပြရတဲ့တန်းအိပ်ပါတော့မယ် solo trip နဲ့ group trip တွေအတွက်သိချင်တာရှိလို့ရှိရင်ကျွန်တော်ရဲ့ traveling memories page မှာလာရောက်ဆောင်စမ်းနိုင်ပါခင်ဗျကျွန်တော် page ရဲ့ link ကို comment မှာချပေးထားပါမယ်အားလုံးပဲနောက် video ပြန်တွေ့ပါမယ် see you guys